အားလုံးမင်္ဂလာပါ Life is Beautiful Page ကနေကြိုဆိုပါရစေစန္ဒကူပါ တွင်လိုင်းဝဲမှာနေသိမ့်မကောင်းတွင်လိုင်းဝဲနည်းနည်းလာတယ်ပါနာတန်လေးတော့နည်းနည်းပေါက်နေအဲ့ဒါလေးတော့တင်းကြီးခံပြီးပါဟုတ်ကဲ့ဒီနေ့စန္ဒကူတို့ပြောမယ့်အကြောင်းအရာကတော့မင်းကလေးတွေယာဒီစဝိုင်းကို track လုပ်တဲ့ application အကြောင်းပါဒီဟာကစန္ဒကူအရင်တော့ကလည်းပြောဖြစ်တယ်အများနဲ့စန္ဒကူက app ကိုသုံးဖို့ပြောတယ်အများနဲ့ပြောတယ်ဟုတ်တယ်ခလောကလည်းအချိန်လုံးမျှဝေနေတာစန်ကူကဟုတ်တယ်သူအရင်တော့ဆိုရင်သူအဲ period tracker application တစ်ခုလေးသုံးတယ်နိုင်ငံခြားထုတ်တဲ့ဟာပေါ့နော်အဲ့ဒီ application လေးကိုသုံးတယ်ပုံမှန်ဖြစ်ရတော့လေကျွန်တော်တစ်ခါတလေတွေးမိတာပေါ့နော်ကျွန်တော်ကဒီ link ချမ်းမာရေး page လဲကင်တဲ့ခါကျတော့ဗာလဲဆိုတော့အမျိုးသမီးတွေကသူတို့ရဲ့ယာဒီစဝင်းကိုတေချာမသိကြတဲ့အမျိုးသမီးတွေအများကြီးပဲနော်အဲ့ဒါတော်တော်အံ့ဩဖို့ကောင်းတယ်နော်တချို့တွေဆိုရင်လေကျွန်တော်ရင်နှုံးကလေးရလေအဲ့လိုမျိုးစေးရုံမှာပေါ့နော်ကိုဝင်တယ်တွေပါနဲ့တွေ့ရတယ်မကိုဝင်တယ်တွေဆိုကျွန်တော်တို့မေးထားရှိတာကဗာလဲဆိုတော့နောက်ဆုံးယာဒီလာတဲ့ရက်ကဘယ်နေ့လဲပေါ့နောက်ဆုံးယာဒီလာတဲ့ပထမဆုံးရက်ကဘယ်နေ့လဲပေါ့အဲ့လိုမျိုးမေးရင်တဝက်လောက်ကမမှတ်မိဘူးမသိဘူးဟိုနေ့လားဒီနေ့လားအဲ့လိုမျိုးတကယ်တော့အမျိုးသမီးတွေအနေနဲ့ကကိုယ့်ရဲ့ယာဒီစဝင်းကအရေးပါတယ်အရေးလဲကြီးတယ်အဲ့ဒီအကြောင်းကိုသိထားမှကျွန်တော်တို့အဆင်ပြေမယ်အဲ့ဒါမှကိုကဘယ်ချိန်မှယာသီလာမလဲဘယ်ချိန်မှတောက်ကြွေမလဲဒါတွေကိုသိရင်ကျွန်တော်တို့ကကိုဝင်ရမယ့်ခြေနေတွေပါတွက်လို့ရမယ်ကိုယ့်ရဲ့စိတ်ခြေနေပါတွေကိုစမ်းစစ်လို့ရမယ်ဒီလိုမျိုးအကြောင်းအရာတွေကိုကျွန်တော်တို့ကတည်တည်ချာချာကြိုတင်ပြင်ဆင်လို့ရရပေါ့လေနော်မျိုးသားတွေအတွက်လည်းအရေးပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့အထူးသဖြင့်အိမ်အောင်တွေမှာဆိုရင်နှစ်ယောက်တည်းရှိရမလားနှစ်ယောက်တည်းရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့စိတ်ခြေနေသူ့ရဲ့နေတဲ့ထိုင်တဲ့ပုံစံစဉ်းစားတဲ့ပုံစံတွေကိုကျွန်တော်ကနားလည်ထားမှသူဘာတွေဖြစ်နေပြီလဲဘလို့စိတ်ချမျိုးရှိမလဲဆိုတာကိုကျွန်တော်ခံမှန်းနိုင်တယ်အဲ့ခါကျတော့ငါတိတ်တိတ်လေးနေရင်ကောင်းမလားဒါမှမဟုတ်အသက်ကိုနည်းနည်းခပ်ပြင်းပြင်းရှူလို့ရလားမရဘူးလားဒါမှမဟုတ်အသက်ကိုရဲရှူလို့ရပြီလားဒီဟာတွေကိုကျွန်တော်တို့ကြိုတင်မြတ်ပြင်ပါကြွေးရမှာလားဒီချိန်ကဘာကြွေးရမှာလဲပါဒါတွေကကျွန်တော်တို့ခံမှန်းလို့ရတာပါနော်အဲ့တော့အမျိုးသမီးတွေအနေနဲ့ကလည်းသူတို့ရဲ့ယာဒီဆက်ဝင်းကိုတိတိကျကျသိတာကောင်းပါတယ်အဲ့ဒါမှကိုကအမျိုးသမီးယောဂတွေဖြစ်နေတဲ့အချိန်မှာသိရမှာသိကိုသိမှရသိတဲ့တိကိုတိထားမှဖြစ်တဲ့ကိစ္စမျိုးဘာလို့လဲဆိုတော့ယာဒီဆက်ဝင်းကအများကြီးစကားပြောတယ်ဗျအမျိုးသမီးရဲ့ကျမ်းမာရေးကိုအမျိုးသမီးတစ်ယောက်ရဲ့ကျမ်းမာရေးကိုသူ့ရဲ့ယာဒီဆက်ဝင်းကအများကြီးပြောနိုင်တယ်ဒီလိုချိန်ဒီမှာဆိုဘယ်လိုမျိုးချိန်နေမျိုးတွေရှိနိုင်မလဲဒီလိုချိန်နေမျိုးမှာဆိုရင်ဘယ်လိုမျိုးယောဂလက္ခဏာတွေဖြစ်လာနိုင်မလဲဘိုက်တွေနာနေတာလေတွေတက်နေတာဝမ်းတွေရှောနေတာဘာကြောင့်လဲယောဂတစ်ခုခုကြောင့်ဖြစ်နေရလားဒါမှမဟုတ်သူ့ရဲ့ယာဒီဆက်ဝန်းကြောင့်လားဒါကိုကျွန်တော်တို့အမြဲတမ်းသိနိုင် application ကြောင့်ပြန်ဆက်ရရင်တော့ခုနကတော့စနကူလည်းပြလိုက်တယ်ဒီမှာတော့အလင်းပြန်နေမှတင်တယ်စနကူ screenshot လေးထည့်ပေးထားမယ်ဆိုတော့စနကူကအရင်တော့ကတော့ application လေးငငယ်လေးကသုံးတယ်ဒါပေမဲ့နိုင်ငံခြား application တွေသုံးရတာများရပေါ့နော်ဒါပေမဲ့မြန်မာနိုင်ငံ application မြန်မာပြည်ထုတ်တဲ့ application မရှိသေးတော့လေဆိုတော့အဲ့ဒါတွေမှာပြဿနာပါလဲဆိုတော့မြန်မာလိုသုံးလို့မရတာပေါ့နော်ယာတီနဲ့ပတ်သက်တဲ့ဟာတွေကအသုံးနှုန်းတွေပါတွေကအစားအင်္ဂလိပ်လိုထက်ဆိုင်သူကmedical stem center ပေါ့နော်စီးပညာနဲ့ပတ်သက်တဲ့ဟာတွေပို့ပြီးတော့ဆန်နေတဲ့ခါကျတော့တချို့မျိုးသမီးတွေအတွက်ကနားလဲချင်မှနားလဲမယ်လीเนาะဒါမြန်မာလိုမြန်မာလို app တော့အဆင်ပြေသုံးပေါ့ကိုတွေ့ထားရပေါ့နော်အဲ့ app လေးကတော့သူကမြန်မာလိုလဲသုံးလို့ရတယ်အင်္ဂလိပ်လိုလဲသုံးလို့ရတယ်အဲ့ဒါအပြင်သူကကြော်ညာလည်းမရှိဘူးပေါ့နော်စချင်းလောလောဆယ်တော့မရှိသေးဘူးပေါ့နော်စချင်းကြော်ညာဆိုလို့ရှင်လဲ skip လိုက်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်အကုန်လုံးအဲ့လိုမျိုးဒီနေ့ကယာဒီလာမဲ့နေ့လားယာဒီလာဖို့ဘယ်လိုရလို့သေးလဲရနိုင်တဲ့ကိုဝင်ရနိုင်တဲ့နေ့လားပေါ့နော်ကိုဝင်ရနိုင်ခြင်းမြင့်တဲ့နေ့လားရနိုင်ခြင်းနှိမ့်တဲ့နေ့လားပေါ့နော်အဲ့လိုမျိုးလေးတွေကအစပါတယ်ကိုအဲ့ app ကိုကြည့်လိုက်အဲ့ app ကတခုသဘောကျတာကလေစပြီးတော့ဝင်လိုက်ပြီဆိုတာနဲ့အဲ့မှာသူကကိုဝင်လိုတာသမီရဖို့စူးစမ်းနေတဲ့သူလားကိုဝင်ယူတဲ့သူလားပေါ့နော် English မြန်မာလိုလုံးမလားအင်္ဂလိပ်လိုယူမလားအဲ့ဒါကိုယူအဲ့လိုမျိုးပေါ့နော်လုံးလို့ရတယ်ပြီးကိုအသက်ဘာညာအကုန်ဖုန်းနံပါတ်နဲ့ login လုပ်ဝင်လို့ရတော့ဖုန်းတွေပြောင်းသွားရင်လည်းအဆင်ပြေတယ်ပေါ့နော်ဆိုတော့ပြီးရင်သူက notification လေးတွေလည်းပို့ပေးသေးတယ်ရေတောက်ဖို့ဘာဖို့ညာဖို့ဆိုတော့စနေခုဆိုဒီ app လေးစသုံးပြီးရေကိုအခုဆိုလို့ရှိရင်2လီတာအနည်းဆုံးတောက်ဖြစ်တယ်2 to 3လီတာရေတောက်ပြီးပြီလားဆိုတော့အေးဟုတ်တာပဲငါရေတောက်အောင်မယ်ဆိုတော့အနည်းဆုံးတော့အဲ့လိုမျိုးပေါ့နော်ဆိုတော့ထုတ်တဲ့သူကလည်းမြန်မာနိုင်ငံဒီအမျိုးသမီး3လစဉ်3ဈေးကွက်မှာနာမည်အရန်ရပြီးသားအမြန်brand ကောင်းတယ်ပေါ့နော်ရှုရာထုတ်ပေးတာရှုရာကနေပြီးတော့သူတို့ CSR program နေနဲ့ထုတ်ပေးတာအဲ့တော့ကြတော့အဲ့ဒါကြောင့်သူကအရန်သုံးလို့ကောင်းတယ်လို့မျိုးဘယ်လိုခေါ်မလဲ commercial မလုပ်ထားတော့အရန်အဆင်ပြေတယ်ပြီးလို့ရှိရင်သူစီမာကဒီလိုမျိုးပေါ့နော်ဘယ်နှစ်ရက်လာလို့သေးလဲ calendar ကြည့်လို့ရတယ်ပြီးရင် channel သူ့ရဲ့ channel လေးတွေကိုတွားကြည့်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဈေးဝယ်လို့ရတဲ့နေရာပါဒီမှာ future mall ဆိုတခါလေးရှုရာဟာတွေလည်းမှာလို့ရတယ်ပေါ့နော်ဆိုတော့ဒီ app လေးကအရန်အဆင်ပြေပါတယ်ဆိုတော့ကို screenshot လေးတွေလည်းထည့်ပေးထားတော့ပေါ့နော်ကိုလည်းအမှကြည့်လိုက်အရန်အဆင်ပြေရပေါ့ဆိုတော့မိန်းကလေးတိုင်း
မိန်းကလေးတိုင်းခုနကကိုတို့ရင်ပြောသလိုပဲပေါ့နော်ကိုရာတီစဝင်းကိုတိဖို့အရေးကြီးပါတယ်ထားပါတော့အရင်တော့ကတော့အင်္ဂလိပ်လိုပဲသုံးလို့ရလို့app တွေကapplication တွေကကြော်ညာတွေများလို့ဘာလို့ညာလို့မျိုးစုံကြောင့်မျိုးကြောင့်မသုံးဖြစ်တာမျိုးရှိလိမ့်မယ်အခုဆိုလို့ရှိရင်ကိုမြန်မာနိုင်ငံမှာကိုမြန်မာလိုသုံးလို့ရတယ်အရန်အဆင်ပြေတဲ့ app လည်းရှိနေပြီဆိုတော့ရှုရ app လေးကိုdown ပြီးတော့သုံးကြည့်ဖို့အကုန်လုံးကိုတိုက်တွန်းချင်ပါတယ်ကိုရာတီစဝင်းကိုတိဖို့ကိုအရေးကြီးပါတယ်ရှုရ care period ဆိုတာလေးပါသူ iOS မှာရော Android မှာရောရနေပါပြီစနေကူးဆိုလို့ရှိရင် November ရက်စသုံးတာဆိုတော့ November 1ရက်နေ့တည်းမှမရစနေကူးစသုံးတာဆိုတော့ဒီတစ်လကျော်2လနီးလောက်ရှိပြီပေါ့နော်ဆိုတော့သုံးရတာလည်းအရင်အဆင်ပြေတယ်ကိုရက်ကလေးကိုဝင်ကြည့်ရတဲ့အခါအစားတခြား application တွေဆိုရင်ဟိုစနေကူးလို့ဆိုရင်တော့အဓိကဒါပုံမှန်လင်းပြောအဓိက concern ကဒီရေးမှာတူနေပိုက်ကြီးမှလာမကြည့်ဘူးလားပေါ့နော်အဲ့ဒါဟိုပေါ့ကျွန်တော်တို့ကတော့ဟိုပေါ့ကိုဝင်မရအောင်ရှောင်တဲ့သူတွေပေါ့နော်ရက်ရှောင်တဲ့သူတွေအနေနဲ့လည်းသုံးလို့ရတယ်ရက်ရှောင်တဲ့ဆိုတော့ तू ကအများကြီး file မခတ်ဘူးဗျာဥမာကိုကယာစီလာတယ်ဆိုရင်စလာတဲ့ရက်ကို तू ထည့်လိုက်ရပြီအဲ့စလာတဲ့ရက်နဲ့ဘယ်နည်းရက်နေ့မှာပြီးသွားပြီဆိုရဲဆိုတာကိုထည့်ပြီးဆိုတာနဲ့သူ့ဘာသာသူယာစီစုံဝင်ကျန်တဲ့ဥစားတွက်သွားတယ်တလမှာ3စက္ကန့်လောက်မှချိန်ပေးရတယ်စလာတဲ့နေ့မှာငါဒီနေ့ရာဒီစလာပါတယ်ဆိုတာထည့်လိုက်တယ်ပြီးရဲ့နေ့မှာဟိုဖြစ်တယ်ဆိုအဲ့ဒါဆိုလို့ရှိရင်ကိုသွားနေတိုင်းဟိုဒီနေ့ကဘလို့နေလဲဘာနေလဲကိုရနိုင်တဲ့ရေလားကလန်ဒါမှာပြပြီးမရနိုင်တဲ့နေ့လားဒါမျိုးကိုကျွန်တော်တို့ဆင်ပြေတယ်ဆိုတော့ပထမတစ်ခုကရက်ရှောင်တဲ့သူတွေအတွက်အဆင်ပြေတယ်ကျွန်တော်တို့ဆိုရင်ရက်ရှောင်ပြီးနေတာဆိုတော့ရက်ရှောင်တဲ့သူတွေအတွက်အဆင်ပြေတယ်နောက်တစ်ခုကကျတော့လေဘာလဲဆိုကိုဝင်ရအောင်စူးစမ်းနေတဲ့သူတွေအတွက်လည်းအဆင်ပြေတယ်အင်္ဂလိပ်ကရာဒီစပွဲပေါ်မှာလိုက်ပြီးတော့စိတ်ချမ်းသာရေးရောကိုချမ်းသာရေးရောဟုတ်တယ်အများကြီးသွားပြီးတော့ရာဒီလာပြီးဘယ်နှစ်ရက်လောက်နေဘလို့မျိုးတွေခံစားရတယ်ဆိုတာမျိုးကိုသူ့စီမှာတခါတည်းမှတ်လို့ရတယ်ပေါ့နော်မှတ်လို့ရတော့နောက်ဆိုလို့ရှိရင်လည်းကြိုပြီးတော့ပြင်ဆင်သွားလို့ရတာပေါ့အဲ့လိုမျိုးရှိလာမဲ့ဖြစ်လာနိုင်တဲ့ပြဿနာတွေပေါ့နော်အားလုံးပဲအဲ့ဒါကြောင့်ဟိုဒီရာဒီစဝင်းကိုမှတ်ဖို့တိုက်တွန်းပါတယ်ဟို main ကလေးတိုင်းမှတ်တင်ပါတယ်အခုဆိုလို့ရှိရင်ကိုယ်နိုင်ငံကနေပြီးတော့ဒီလိုမျိုး brand အကြီးကနေပြီးတော့ CSR အနေနဲ့ထုတ်ပေးထားတဲ့ application အရင်လည်းအဆင်ပြေဒီအတွက်ရှိရအောင်လဲကျေးဇူးအများကြီးတင်ပါတယ်ရှိရအောင်လဲကျေးဇူးအများကြီးတင်ပါတယ်ဒါတော့ဖြစ်နိုင်ရင်လေအဲ့ဒီ application နှစ်ယောက်လုံးတော့ download တင်တယ်အမျိုးသမီးလည်း download မျိုးသားလည်း download baby phone number နဲ့ကို login ဝင်လိုက်ရတယ်ပြီးဆိုတာနဲ့အမျိုးသမီးကထည့်အမျိုးသမီးကသူ့ယာဒီကွင်ထည့်ယာဒီစဝင်းထည့်တယ်လို့အမျိုးသားလည်းယာဒီစဝင်းထည့်တာအဲ့ကကြအမျိုးသမီးကသူ့ကိုသူကျမ်းမာရဲ့သူချိန်လို့မျိုးသားအနေနဲ့ကလည်းဗာလဲဆိုတော့ကိုယ်အနေနဲ့ငါဘယ်လိုမျိုးစိတ်ချိန်နေမျိုးရှိမလဲကိုဘယ်လိုမျိုးနေထိုင်မျိုးရှိတယ်လဲဆိုတာကိုမျိုးသားလည်းသိတာပါအဲ့လိုမျိုးစဉ်းစားလို့ရတယ်ကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်